မိတ်ဆွေအမိဖတ်တယောက်ဖြစ်တယ်ဆိုရင်မိမိကလေးနာခဲ့အတွက်ခဏခဏလေးစဉ်းစားပြပါပါကလေးကိုစာတက်စီဖို့ကြောင်းပြီးစီဖို့ဝေးရစီဖို့လေလူသားနေမှာချိန်တန်တဲ့ခါကျလူပုံနေမျိုးချောချုံမှုချမ်းချမ်းမမလေးလေးကိုတို့နိုင်စီခြင်းမှာပါကလေးတွေကိုကြည်လိုက်ရင်ပျော်နေရတာအတိုင်းသားမြင်ရတယ်ဒီပျော်ရွှင်ခြင်းတွေကအတိတ်မှာပါတဲ့ပျော်ရွှင်ခြင်းတွေမဟုတ်ပါဘူးကိုယ်ကိုယုံကြည်မှုကိုတစင်ချင်းတိဆောက်နေကြတဲ့ပျော်ရွှင်မှုအောင်သင်းပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာနေတဲ့ပျော်ရွှင်မှုကိုယ်ကိုယ်ရဲ့ဝါသနာပါရာတွေကိုရှာဖွေနေတဲ့ပျော်ရွှင်မှုလွတ်လပ်တဲ့ပျော်ရွှင်မှုတွေပါ照不照中国飘雪被刷下嘛喵嘞，路呀个弯个弯，是谁那茶的开？ညာကြီးဒီနေ့ဝက်မှာတွန်းအားရှိလားမရှိဘူးလားရှိပါတယ်ဘယ်သူပြောလို့ဘယ်ဆရာတို့အစာကြီးရဲ့ကလေးတွေကိုစားတစ်ခုရဲ့တင်မြင့်ုံနဲ့လုံလောက်သလားဘမောင်ရင်ဆန်းမဲ့အချိန်မှာအမစင်းတစ်ခုရဲ့နေတော့မလုံလောက်ပါဘူးစီမီစီကံအသိဖွင့်တဲ့လုပ်ကိုင်နိုင်မှုအချိန်ကြီးတိုင်းကိုလည်းရုံးညှိတွေဖြည့်ရှင်းနိုင်မှုဒီလိုຢာတွေပါမှပဲတကယ်ပေါ်အတွက်ပြင်ဆင်ပေးသလိုဖြစ်မှာပါခင်မဆင်းရဆိုပင်နေဆုံးများကပေးတဲ့အေးချမ်းမှုရှင်နေတာဘွယ်ယူဆိုင်လို့ကျန်နာများဝေးစရာတော့ပဲတဲ့ဇာရဲတာမွေအောင်မြင်ခိုင်နေအောင်ဆောင်ပဲလောကပူရာမှာထမ်းဆောင်ရဖို့ရဲ့ reality ပြင်းပြင်းချင်ပဲရှေ့လျှောက်ကိုကြိုးကြမယ်เป็นเธอရဲ့နာရကိုပန်းများဆုံးချက်ပဲရွှေရောင်နာသူပါရဲ့နဲ့သူစေနာရင်ပြူရဲ့ you in private school UGC မှာတော့သင်ခန်းစာတွေကိုစာအုပ်ထဲမှာပဲမြေးစီမထားပါဘူး reggae လောက်ကြတယ် beat တွေထွက်ကြတယ်ကလေးတွေရဲ့ဝါသနာကိုကိုကြီးရှာဖွေပေးဖို့မသိဘူးလို့ပြုစုပြူထောင်ပေးဖို့လည်းလက်မတွန့်ပါဘူးလိုက်ယုံကြည်တွေအသေးဖွဲစိတ်ရှိရေးကိုကိုယုံကြည်မှုတိဆောက်ရေးတွေကကျွဲမှုကြီးပါဖြစ်နေမလီမပင်မထိထိဖြစ်တဲ့အရာတွေပေါ့ကျွန်တော်တို့ကလေးကစာတတ်ရုံနဲ့မကပဲအနာဂတ်တော့ပါတပါးနဲ့ပြင်ဆင်နေကြတဲ့ကလေးတွေပါ UGC ကိုဒီနေ့ပဲဆက်သွယ်လိုက်ပါ